အဖွင့်နေတွေအားလုံးပဲမင်္ဂလာပါကိုနေ့ရဲ့ကိုမတွေဖရက်နေအားလုံးပဲမင်္ဂလာပါဘက်ကနေ့တိုက်ကမလွတ်နိုင်အောင်ကြားပြီအဲ့တော့ဒီနေ့အဖွင့်နေပေါ့နော်ဟောဒီ20ရက်10လပိုင်းမှာ12နော်10လပိုင်း12နာရီ10မိနစ်ဈေးနေကုံ4နာရီ30ဈေးရောပေါ့ဒါအတူတူပဲပေါ့နော်မနေ့ကောညာရောဒါတနေကုံစာပေါ့မနေ့ဈေးထွက်ရင်ညနေဈေးမှာမထိုးနဲ့ကိုနေ့ရှိမှလာယူမနေ့ဈေးမထွက်ရင်ညနေဈေးမှာထိုးရမယ်မနေ့ဈေးမထွက်ရင်ညနေဈေးမှာဆက်ထိုးရမယ်ကဲအားလုံးမင်္ဂလာပါအဲ့တော့နေ့တိုက်ကမလွတ်နိုင်ကြားပြီအဲ့တော့ဒါလွှင့်ပေးတာပေါ့နော်အဲ့တော့ကိုနေ့လူတွေလည်းပဲမှာလာယူရမှမသိဘူးဖြစ်နေလို့နော်အဲ့တော့ပြောပေးကြကြတော့ share ထားမယ် comment လေးတွေမှတ်မယ် share လို့ရတဲ့ကိုမတွေ share မယ်နော်ဆက်ရောက်မင်္ဂလာပါအဲ့တော့ဒီမနက်ထိပ်စီးနောက်ပိတ်လေးဒါထိပ်စီးနှလုံးရဲ့နောက်ပိတ်3လုံးပေးခဲ့မယ်တင်ကွက်ကလေးလည်းပြောပေးခဲ့မယ်အားလုံးပဲမင်္ဂလာပါ comment လေးတွေချက်လောက်မှတ်မယ် share လို့ရတဲ့ကိုမတွေ share မယ်နော်အဲ့ဖုန်းနံပါတ်ကိုနေဖုန်းနံပါတ်399681125261နော်အဲ့ဒီမူပိုင်ဖုန်းနံပါတ်မှာလာယူမယ်အဲ့တော့ Viber ကလာယူမယ်တကယ်လို့ Viber မသုံးတဲ့သူကဖုန်းဆက်မယ်နော်ဖုန်းဆက်ပြီးတော့ Viber သုံးတဲ့နံပါတ်ကို Viber သုံးတဲ့လူက Viber မှာလာယူမယ် Viber မသုံးတဲ့လူကနောက်ထပ်ဖုန်းနံပါတ်တစ်လုံးပေးမယ်နော်အဲ့ဒီဖုန်းနံပါတ်မှာလာပြီးတော့ high မယ်နော်အားလုံးမင်္ဂလာပါဂရိတီဖို့လိုတယ်နော်ကိုနေနဲ့နော်တူရီအပေးယူလုံးမယ်ဆိုရင်စေတနာထားရမယ်နော်အဲ့တော့ဂရိတီရမယ်အကျိုးကြောင့်ဆိုးကောင်းပြောရမယ်နော်အဲ့တော့မှရမယ်ဒါအားလုံးမင်္ဂလာပါ18ရောက်မင်္ဂလာပါ share ထားမယ်ဗျများများလေးနော် comment လေးတွေတစ်ချက်မှတ်မယ်လက်မလေးတွေနှိပ်မယ်အဲ့တော့ဖုန်းနံပါတ်လေးမှတ်ပြီး399681125261ဆိုတဲ့ဖုန်းနံပါတ်လေးမှတ်ပြီးမယ်အဲ့ဒါကကိုနေအများအားကင်တဲ့ဖုန်းနံပါတ်နော်68112526ကကိုနေအများအားကင်တဲ့ဖုန်းနံပါတ်အဲ့ဒါ Viber သုံးတယ် WeClip သုံးတယ်တကယ်လို့message ကလိုချင်တဲ့ကိုမတွေရှိရင်နောက်ထပ်ဖုန်းနံပါတ်တစ်လုံးကိုနေပေးခဲ့မယ်ခင်ဗျားတို့နော်အဲ့တော့ comment လေးတွေများများမှတ်မယ် share လို့ရတဲ့ကိုမတွေ share မယ်နောက်ထပ်ဖုန်းနံပါတ်တစ်လုံးက399681169433အဲ့ဒီဖုန်းနံပါတ်မှတ်မယ်နော်6981169433အဲ့ဒီဖုန်းနံပါတ်က message ကလည်းလာယူလို့ရတယ် Viber ကလည်းလာယူလို့ရတယ်နော်အဲ့ဒီဖုန်းနံပါတ်လေးတစ်ချက်မှတ်မိမယ် share လို့ရတဲ့ကိုမတွေ share မယ်နော်လက်မလေးရောက်ချက်နှိပ်ထားမယ်အဲ့တော့ comment လေးတွေမှတ်မယ်ဒီမနေ့ထိပ်စီနှလုံးနောက်ပိတ်3လုံးပေးခဲ့မယ်အဲ့ဒါကိုခင်ဗျားတို့အဆင်ပြေသလိုတွဲပြီးတော့ထိုးနော်အဲ့တနေ့ကုန်မှာကျင်းနေလာမယ်နော်ဒီပေးရလဲ subscriber ကfollower နော်9000ဖြစ်နေပြီအဲ့တော့ like လက်မလေးနှိပ်မယ် share လို့ရတဲ့ကိုမလေး share မယ်နော်အပန်းမကြည့်ဆိုရင် comment မှတ်မယ်နော်ဖုန်းနံပါတ်ပြင်ထောက်ပေးမယ်ဖုန်းနံပါတ်399681169433နော်အဲ့ဒီဖုန်းနံပါတ်ကိုနေရဲ့ဖုန်းနံပါတ်က399681125261နော်399681125261ကကိုနေရဲ့ဖုန်းနံပါတ်နော်ဟိုက message ကလာယူရမယ်ဖုန်းနံပါတ်က399681169433နော်399681169433ဟာ Viber လဲသုံးတယ် message ကလည်းလာယူလို့ရတယ်အဲ့တော့ဒီမနေ့ထိပ်စီးက43ထိပ်စီးနော်43ထိပ်စီးအဲ့တော့ comment လေးတွေမှတ်မယ် share လို့ရတဲ့ကိုမတွေ share မယ်နော် follow မလုပ်ရသေးရင်ဒီ page မှာ follow လုပ်ထားမယ်6981169433နော်အဲ့6981169433ဟုတ်တယ်နော် comment မှတ်ပြီးတော့ကျေးဇူးတင်တယ်ကျွန်တော်ကိုနေရှိမှာ line မတက်ဘူးဟိုဟာ comment ကမတက်ဘူး line မကောင်းလို့လားမသိဘူးနော်အဲ့တော့9:40 9:00ခွဲကတဲ့9485ထွက်တယ်တဲ့ဟုတ်တယ်နော်6981169433အဲ့ဒီဖုန်းနံပါတ်မှာလာ high မယ်တကယ်လို့ဟိုကိုနေရှိမှာကိုနေရဲ့ဖုန်းမှာတိုက်ရိုက်လာယူမယ်ဆိုရင်68112526ကိုတိုက်ရိုက်ဖုန်းဆက်ဒါမှမဟုတ်ရင် Viber ကလည်း high လို့ရတယ်အဲ့တော့ဒီမနေ့ထိတ်က43ထိတ်လေး comment မှတ်မယ်နော်အပန်းမကြည့်ဘူးဆိုရင်43ထိတ်မှတ်မယ်share လို့ရတဲ့ကိုမတွေ share မယ်ရောက်40ပဲရှိသေးတယ်နော်ကျန်တဲ့ကိုမတွေဘယ်ပြောင်းနေလဲမြန်လေးဆိုအချိန်က10နာရီခွဲ17နာရီထိုးတော့မယ်နော်10နာရီ53မိနစ်ဖြစ်သွားပြီ share လို့ရတဲ့ကိုမတွေ share မယ်လက်မလေးတွေတယောက်တစ်ချက်နှိပ်ထားမယ်အဲ့တော့ like ကလည်းအကြာကြီးလွှင့်လို့မကောင်းဘူးဗျနော်အကြာကြီးလည်းမလွှင့်ဘူးအဲ့တော့လိုရင်းနဲ့တူရှင်းပဲပြောမယ်43ထိတ်
နော်ကြိုင်းတဲ့ဟာကိုတင်ပြီးတော့ဆွဲနှလုံးသုံးဆွဲခြင်းနှလုံးသုံးဆွဲ4-3 ညထိတ်4-3 ညထိတ်ကိုကိုနေခင်ဗျားတို့ဘာနဲ့ပိတ်ပေးမလဲဆိုတော့နော်အဲ့တော့ကောမမှတ်မယ်ရှယ်လို့ရတဲ့ကောမတွေရှယ်မယ်လက်မလေးတွေနှိပ်ထားမယ်အဲ့တော့အကြိုက်ဆုံးကနန်းရဲ့လို့တော့မဟုတ်ဘူးပေါ့ဗျာတင်ကွက်တော့ရှိတာပေါ့နော်အဲ့တော့ဒီ4-3 ညထိတ်ကိုနောက်ပိတ်3လုံးနဲ့ကတ်ရင်ကနန်းက6ကွက်ပဲထွက်တယ်နော်အဲ6ကွက်ကိုတော့ခင်ဗျားတို့ထိုးနိုင်မှာပေါ့အဲ6ကွက်ကိုကြည့်ထိုးနော်4-3 ညထိတ်ကို4-3 ညထိတ်နောက်ပိတ်3လုံးပေးခဲ့မယ်ရှယ်လို့ရတဲ့ကိုမှရှယ်မယ်ကောမတ်မှတ်မယ်နော်ကောမတ်မှတ်မယ်ကောမတ်မမှတ်ရင်အဆင်မပြေဘူးနော်ကောမတ်မှတ်မယ်အဲ့တော့4-3 ညထိတ်စီးဒီမနေ့ထိတ်နော်ဒီနေ့ဒီမနေ့တကယ်လို့ဒီမနေ့ဈေးမှာအဲ့ဒီ4-3 ညထိတ်ကမကြခဲ့ဘူးဆိုညနေဈေးမှာအဲ့4-3 ညထိတ်နဲ့အဲ့ဒီအပိတ်နဲ့ထိုးကျင်းနေပေါ့အောင်မယ်မနေ့ညတစ်ချိန်နော်အဲ့တော့ကောမတ်လေးတွေမှတ်မယ်ရှယ်လို့ရတဲ့ကိုမှရှယ်မယ်လက်မလေးတယောက်ရှယ်နှိပ်ထားမယ်4-3 ညထိတ်ကြီးက4-3 ညထိတ်ကြီးဆွဲခြင်းနဲ့အကူမတွေဆွဲနေကုံပတ်တီးပေးပါဆိုရင်နေကုံပတ်တီးဆိုရင်4ပတ်တီးရှိတယ်နော်တနေကုံပတ်တီးကိုနေထုတ်ပေးပါဆိုရင်တနေကုံပတ်တီး4ရှိတယ်ဇာတို့ပတ်တီးဗုဒ္ဓဦးမကျော်ဇာတို့ပတ်တီး1ရှိတယ်နော်ဒါခင်ဗျားတို့ပြောပြကြတာဗုဒ္ဓဦးမကျော်ဇာတို့ပတ်တီးလိုက်ရှင်တဲ့ကိုမတွေရှိရင်အင်္ဂါပေါ့နော်အင်္ဂါနေ့ဒီလိုက်ရှင်တဲ့ကိုမတွေရှိရင်အင်္ဂါနေ့ဒီဇာတို့ပတ်တီး1နော်ဇာတို့က1ဒီနေ့နှိမ့်တိုက်ပတ်တီးကတနေကုံနှိမ့်တိုက်ပတ်တီးက4နော်ထိတ်စီးကမနှက်ညထိတ်စီးက4-3 ညထိတ်စီးအဲ့ဒါအစင်ပြေသလိုလို့နောက်ပိတ်3လုံးပေးခဲ့မယ်အဲ့ဒါနဲ့တွဲထိုးရောင်း90ပဲရှိသေးရှယ်လို့ရတဲ့ကောင်မတွေရှယ်မယ်နော်ငြိမ်ပြီးကြည့်မနေနဲ့လက်မလေးတွေနှိပ်ထားမယ်ဒီပေမှာလည်း follow လုပ်ထားမယ်နော်တယောက်တစ်ချက်စီရှယ်ထားမယ်ကျွန်တော်ကိုနေရဲ့အကူမတွေတယောက်ချက်ရှယ်ထားမယ်အားကိုးတယ်နော်ခင်ဗျားတို့နော်အဲ့တော့ကိုနေကအများအားမလွင်ဘူးရတဲ့အချိန်မှာခင်ဗျားတို့လွင့်ပေးတာအဲ့တော့အားကိုးတယ်ရှယ်လို့ရတဲ့ကောင်မတွေရှယ်မယ်နော်46 50မင်္ဂလာပါအဲ့တော့အားလည်းအားကိုးတယ်ခင်ဗျားတို့ကိုနေကိုခင်ဗျားတို့အားကိုးရင်လည်းခင်ဗျားတို့ကိုနေအားကိုးတယ်နော်အဲ့တော့ရှယ်လို့ရတဲ့ကိုမှရှယ်မယ်လက်မလေးတယောက်တစ်နှိပ်ထားမယ်နော်ထိတ်ကြီးက4-3 ညထိတ်ကြီးနော်ခင်ဗျားတို့တေချာမှတ်ထားထိတ်ကြီးက4-3 ညထိတ်ကိုနေပေးတာဗာထိတ်လည်းမလုံးနဲ့ပြီးတော့မှ4-3 ညထိတ်နေကုံပတ်တီးက4နော်ဇာတို့ပတ်တီးက1နော်ဒီမနေ့ဒီနေ့တနေကုံသာထိတ်ကြီးက4-3 ညထိတ်ကြီးမနေ့ပိုင်းထွက်ရင်ညနေဒီမှာလုံးဝထိုးကြရမလို့ဘူးကိုနေရှိမှလာယူလို့ရတယ်ခင်ဗျားတို့နော်ကိုနေကြီးမှလာလို့ရအဲ့ဒါလည်းခင်ဗျားတို့ကိုနေကကန်ဆယ်ကြီးနဲ့ပြေးတာပေါက်မှာအဆင်ပြေတယ်လို့လွှဲဆိုပြီးပြေးတာခင်ဗျားတို့တကြိမ်သာဘလောက်ဝင်ပါလို့ကိုနေကမပြောဘူးနော်အဲ့တော့လိုက်လက်မလေးနှိပ်ထားမယ်60မင်္ဂလာပါရှယ်လို့ရတဲ့အကူမာများရှယ်ပေးမယ်နော်အဲ့တော့60ကျော်မင်္ဂလာပါအဲ့တော့4-3 ညထိပ်ကြီးကိုကိုနေကဘာနဲ့ကပ်ပေးမလဲဆိုတော့6-1-5နဲ့ကပ်မယ်နော်အဲ့တော့ကိုကတ်ကြည့်ခင်ဗျားတို့4-3 ညထိပ်ကို6-1-5နဲ့ကပ်မယ်အဲ့တော့3ညာကို6ခွန်1ခွန်6ကို433ဆိုတဲ့ဖုန်းနံပါတ်မှာနော်အဲ့ဒါမနက်ညတစ်ချိန်ပေါက်မယ်မနက်တစ်ခွက်ကောင်းညတစ်ခွက်ကောင်းလာယူမယ်3ညာကို6ခွန်1ခွန်6ကို433နော်အဲ့ဒီဖုန်းနံပါတ်မှာမနက်တစ်ခွက်ကောင်းညတစ်ခွက်ကောင်းရမယ်လာယူပြီးနော်တကယ်လို့ကိုနေဖုန်းမှာပဲလိုချင်တယ်ကိုနေရှိမှာပဲလာယူချင်တယ်ဆိုရင်နော်ကိုနေရဲ့ Viber မှာပဲလာယူမယ်ဆိုရင် Viber သုံးတဲ့လူက Viber မှာလာယူမယ်ဆိုရင်ကိုနေရဲ့ဖုန်းနံပါတ်က6811 25261အဲ့ဒါကိုနေရဲ့ဖုန်းနံပါတ်အဲ့ဒီဖုန်းနံပါတ်မှာလည်းလာယူလို့ရတယ်တကယ်လို့ Viber မသုံးတဲ့လူတွေ message ကလိုချင်ပါတယ်ဆိုတဲ့လူဆိုရင်တို့ညာကို6ခွန်1ခွန်6ကို433ဆိုတဲ့ဖုန်းနံပါတ်မှာလာယူမယ်နော်အဲ့တော့ခင်ဗျားတို့ကတ်တက်တဲ့လူရှိရင်တွဲတက်တဲ့လူရှိရင်တွဲပေးလိုက်နော်4-3 ညထိပ်ကို6-1-5နဲ့တွဲ4-3 ညထိပ်ကို6-1-5နဲ့တွဲနော်အဲ့ရောက်90ကျော်မင်္ဂလာပါအဲ့တော့ follow လုပ်ထားမယ်နော်ဒီဘေးမှာ follow လုပ်ထားမယ်နော်4900ပဲရှိသေးတယ်နော်နည်းနည်းမြန်မြန်လေး9000ပြည့်အောင်လို့နော်အဲ့တော့9000ပြည့်သွားအောင်လို့4-3 ညထိပ်ကို6-1-9နဲ့ကတ်မယ်အဲ့တော့ကတ်တက်တဲ့လူရှိရင်ကတ်ပေးပါလို့ကိုနေကပြောချင်တယ်နော်4-3 ညထိပ်ကို6-1-9နဲ့ကတ်မယ်ထိပ်စီးဆွဲခြင်းတဲ့အကူမတွေရှိရင်4-3 ညထိပ်ဆွဲ6-1-5နဲ့ကတ်မယ်ဟုတ်တယ်6-1-5နဲ့ကတ်မယ်နေကုံ4ဘက်တီးနော် comment လေးတွေတယောက်တစ်ချက်မှတ်မယ်နော်ကိုနေပြောတာတွေကိုမှတ်မယ်အဲ့ဒါမှနော်6-1-5နဲ့ကတ်မယ်4-3 ညထိပ်ကိုနေကုံ4ဘက်တီးရှိမယ်ဇာတို့ဘက်တီးအနေနဲ့ဆိုရင်1ရှိမယ်နော်1ဇာတို့ဆိုရင်1ရှိမယ်အဲ့တော့ကနန်းက464145ထွက်မယ်နော်464145 3631 35ဆိုတဲ့ကနန်းထွက်မယ်နော်အဲ့ဒါအကွက်ကိုအစင်ပြေလို့ထိုးကနန်း6ကွက်ပဲထွက်တာ464145 36 31 35အဲ့ဒီကနန်း6ကွက်ကိုထိုးမယ်နော်အကြိုက်ဆုံးတင်ကွက်လေးတွေလိုချင်ပါတယ်ဆိုတဲ့ကိုမရှိရင်ကိုနေရဲ့ဖုန်းနံပါတ်က39ကို6811
2926ကိုလာယူမယ်နော်68112526အဲ့ဒါကိုနေဘိုင်ဘာသုံးတဲ့နံပါတ်လာယူမယ်မက်ဆေ့ကလိုချင်တဲ့ကိုမတွေရှိရင်3961169433နော်အဲ့ဒီဖုန်းနံပါတ်မှာမက်ဆေ့ကလာခိုင်းမယ်အားလုံးပဲမင်္ဂလာပါဒီမနေ့ဈေးအတွက်အဆင်ပြေကြပါစေနော်မနေ့ဈေးမှာထွက်ရင်ညနေဈေးမှာထိုးကြမလို့နော်မနေ့ဈေးမထွက်ရင်ညနေဈေးမှာအဲ့ဒီထိတ်နဲ့အဲ့ဒီပိတ်နဲ့ဆက်ထိုးပါအားလုံးပဲအဆင်ပြေကံကောင်းကြပါစေ